ကျွန်တော်တို့နိုင်ငံကိုတရုတ်ကဘယ်လောက်ထိဝါမျိုးနေပြီလဲဆိုတာကိုမပြောခင်လက်ရှိတရုတ်ကြောင့်မိုင်ပေါင်း900ကျော်ရှည်တဲ့နော်မြစ်ကြီးတစ်ခုလုံးဝတိမ်ပေါ်သွားတဲ့နိုင်ငံတစ်ခုတင်းကိုတင်ပေးပါမယ်ဇမ်ဘီယာနိုင်ငံမှာပြည်သူများ၏အတွက်တွေးကြောဖြစ်သောမိုင်930ရှည်သောကတ်ဖူမြစ်ကြီးတရုတ်အစိုးရပိုင်ကျင်းဒီစီမံကိန်းမိုင်းတွင်းမှာစွန့်ပစ်အက်ဆစ်များကြောင့်တမောင်ချင်းကောပြတ်သုံးသွားခဲ့ပြီဖြစ်တယ်တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သောဇမ်ဘီယာသည်တရုတ်အားကျွေးပြီးဒေါ်လာ4ဘီလီယံတင်ရှိသောနိုင်ငံဖြစ်တယ်ထို့ကြောင့်စမတ်ဖုန်းနဲ့အခြားသောနည်းပညာထုတ်ကုန်များအတွက်ကမ္ဘာဈေးကွက်တွေအဓိကတင်ပို့ရတရုတ်အစိုးရသည်ဇမ်ဘီယာ၌ကျင်းဒီစီမံကိန်းမိုင်းတွင်းများလှုပ်ဆောင်နေရမှာဇမ်ဘီယာသည်ကမ္ဘာပေါ်တွင်ကျင်းဒီထုတ်လုပ်မှုအများဆုံး10နိုင်ငံစရင်ပေါက်ခဲ့ပြီးတရုတ်အစိုးရပိုင်စီနိုမက်တယ်ကုမ္ပဏီမှကျင်းဒီမိုင်းတွင်းလုပ်ွက်အက်ဆစ်နှင့်အစိတ်တောက်ဖြစ်စေနိုင်သောတပ်ထုလီတာတန်း90ကိုဖေဖော်ဝါရီ17ရက်နေ့ကတပ်ဖူးမြစ်အတွင်းစွန့်ပစ်ခဲ့သည့်အတွက်အချိန်တိုအတွင်းမှာပင်မြစ်ညာမှမိုင်60အတွင်းရေစီးဆင်းမှုမရှိတော့ဘဲကောသွားခြင်းဖြစ်တယ်ဆိုပါမြစ်ဒီမိုင်အားဖြင့်930ခြေလာပြီးဇမ်ဘီယာနိုင်ငံမှလူဦးရေတန်း20အနက်60ရာခိုင်နှုန်းမိကိုအားထားနေတော့မြစ်ဖြစ်ကမြို့တော်လူဆန်ကာတွင်နေထိုင်သူများအပါအဝင်လူဦးရေ9တိုင်းတောက်တုံးရေမိကိုအားထားရတဲ့ဖြစ်တယ်အစစ်များစွန့်ပစ်ခြင်းကြောင့်လူဦးရေ9သိန်းနေထိုင်တော့ဒီဝစ်မြို့တစ်မြို့လုံးရေပေးဝေမှုရပ်တန့်လိုက်ရသည့်အတွက်ဇမ်ဘီယာအစိုးရသည်လုပ်ငန်းခွင်မှတရုတ်မန်နေဂျာ2ဦးကဖမ်းဆီးလိုက်ပြီးမြစ်တစ်လျှောက်ရေပြန်စီးဆင်းနိုင်ရေးရည်ရွယ်ကထုံးတန်ချိန်ယာချီပြီးမြစ်အတွင်းလိုက်လံကျဲဖြန့်မှုများပြုလုပ်ခဲ့ရတယ်ဒါကတော့ဇမ်ဘီယာနိုင်ငံမှာဖြစ်ပေါ်သွားတဲ့နော်တရုတ်ရဲ့ရုပ်မှန်မှုတွေတခုပဲနော်အဲ့တော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်2000ခုနှစ်လောက်ကရှမ်းပြည်နယ်ပဲရောက်ခဲ့ပါတယ်အဲ့ဒီမှာတရုတ်ကုမ္ပဏီတွေရွှေတူးတယ်နော်တစ်ထုတ်တယ်ပလက်ရွှေစိတ်ကမ်းမှာဆိုရင်ပုံထားတဲ့တက်ကတို့လူယောက်ျားနှစ်ဖက်လောက်ရှိတဲ့တက်ကြီးတွေအနည်းဆုံး14,000 16,000ဖျောင်းနိုင်လို့ပဲကျွန်းနေမမြင်ဘူးတားအောင်လားကျွန်တော်တို့မြို့ကကျွန်းပေါ်သားတွေအတွက်အဲ့လောက်တက်ကြီးရောပေါ့အရန်နှမျောလာဒီတက်ကြီးတွေဒါတွေအားလုံးကိုအဲ့ပလက်ရွှေစိတ်ကမ်းပုံပြီးတော့တရုတ်ကိုပို့တယ်နောက်တစ်ခါအမှရှိတဲ့တောင်တွေတဲကိုတစ်မျိုးနဲ့တစ်မျိုးတွားတဲ့အချိန်မှာဒီကတာတို့ဘာတို့ဘက်ကိုတွားတဲ့အချိန်မှာတောလန်းတွေကိုချက်ကကားလမ်းတော့ဖောက်ထားတယ်ဖုံကတော့တထောင်လောက်ရှိတယ်ပေါင်နာမုတ်လို့မှုတ်နေတယ်ဒါပေမဲ့အဲ့ဒီလမ်းနိုင်ငံပိုင်လမ်းမဟုတ်ဘူးဘလူးပိုင်လဲဆိုတော့တရုတ်ကုန်ကြီးတွေပိုင်တယ်ဟာဘာဖြစ်လို့ပိုင်တာလဲဟုတ်တယ်တဲ့ဒါဂျိုးဝိုင်းတစ်တော်တဲ့ဂျိုးဝိုင်းတစ်တော်ကိုအခုဒီဧက1000ရှိတရား1000တရုတ်ကုန်ကြီးကလာပြီးတော့ဒီစစ်အစိုးရရှိမှာပေါ့နော်မတန်မဆတဲ့တေကကို9000 1000 3000နဲ့ပေါက်ပန်း40ဈေးလောက်နဲ့နော်စစ်ကောင်းဆောင်တွေပေါင်းပြီးတော့ဆွဲလိုက်ပေါ့ဘာကျွန်တော်တိုင်းမှုပြဟုတ်မှာတိုင်းမှုရောတိုင်း1000ခွန်းလိုက်တယ်ပြီးလို့ရှိရင်တေကကိုဟုတ်လားမလား9သိန်းပေါက်တဲ့နေရာမှာ9000လောက်နဲ့လေလံဆွဲလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီဂျိုးဝိုင်းဘယ်လောက်ရှိတယ်ရှိတဲ့ဟာကိုသူတို့ကဆက်ရန်ရန်အကုန်ခေါ်တာလေဒီတက်ကိုညှက်တဲ့ကနန်းဆက်ကြီးတွေကလေ3ထပ်တိုင်းနဲ့အတူတူပဲအဲ့လောက်မြင့်တော့အဲ့ဒီဆက်ကြီးတွေကိုခေါ်လာတယ်ပြီးလို့ရှိရင်လမ်းတွေကိုဒူဘိုစာနဲ့ထိုးချပြီးတော့သူတို့အဲ့ဒီတော့တစ်တော့ဂျိုးဝိုင်းတွေကိုလမ်းဖောက်ချပလိုက်ပြီးလို့ရှိရင်ဒီကားကြီးတွေနဲ့တက်ကိုအရင်ကဲ့ပြီးအမြစ်ကိုဒူးထုတ်တယ်အမြစ်စုံလိုက်ကြီးကစားအဲ့ဒီနော်22ဘိန်းကားကြီးတွေပေါ်တင်ပြီးတော့တရုတ်ပြည်ကိုဓာတ်လိုက်ယူတာတချို့တလေဆိုအမြစ်စုံမြေကြီးကစားပါတယ်အဲ့ဒီဂျိုးဝိုင်းကုမ္ပဏီထွက်သွားရင်အဲ့ဒီတစ်တော်မှာတိရွက်ပဲကြံနေခဲ့တယ်အမြင့်တောင်မကြံဘူးပြန်ဆိုင်ဖို့ဆိုတာအဝေးကြီးနော်ဘလောက်ရင်နာဖို့ကောင်းတဲ့စဉ်းစားကြည့်ဒါကတစ်နောက်တစ်ခုရွှေလက်ရှိရေကြီးရေချမ်းမှုတာမပူနဲ့အဓိကတော့တန်လွင်မြစ်ကြောထောက်လျှောက်နှစ်တိုင်းဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့တန်လွင်မြစ်ကြောမှာရှိတဲ့နော်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ရေကြီးရေချမ်းမှုကိုကာကွယ်ဖို့နှစ်စဉ်ပြုလုပ်ထားပါတခုရှိတယ်ပြည်သူအစိုးရတက်ပြီးတော့အနည်းဆုံး10နှစ်လောက်စ조사နိုင်ပြီးတော့ကြောင်းလဲမှုဖြစ်ပေါ်လာလိမ့်မယ်မစ조사နိုင်လို့ရှိရင်တော့အဲ့ဒီရေကြီးရေချမ်းမှုကဒီထက်ပိုဆိုးလိမ့်မယ်ဘာဖြစ်လို့လဲကျွန်တော်အဲ့ဒီတွားတဲ့အချိန်မှာရှမ်းပြည်နယ်ဘက်မှာရွှေလုတ်ွက်တွေတွေ့ရွှေကျင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေပေါ့ပေါ့အဲ့ဒီရှမ်းပြည်မှာကချင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့ဒေသခံရှမ်းတွေကချင်တွေနော်တောင်ရစိုက်စားရပါတယ်ကြံလေးတွေစိုက်တယ်နော်တောင်ရတွေစိုက်စားရပါတယ်နော်စုပ်ပြက်နေရပါတယ်ဒါပေမဲ့အဲ့ဒီရွှေလုတ်ွက်တွေတစ်လုတ်ွက်တွေအားလုံးကတရုတ်ပိုင်ပါတယ်အဲ့ဒီရွှေကြီးတွေဆိုရင်ဒီပြည်တွင်းကခရိုနီတွေနဲ့စစ်တပ်နဲ့ပေါင်းပြီးလုပ်ရင်တော့မလုပ်ရင်တရုတ်ကုမ္ပဏီနဲ့စစ်တပ်နဲ့ပေါင်းလုပ်ထားတာပါအထူးသဖြင့်တော့ဥပိုင်တွေများပါတယ်ဥပိုင်ဆိုတာတေးစစ်တပ်ကဥပိုင်ကုမ္ပဏီနဲ့ share လုပ်ပြီးတော့ထုတ်တဲ့ဟာတွေများတယ်ရွှေဘလို့ကျင်းတာလဲတောင်ရှိတယ်စမ်းချောင်းရှိတယ်ဂျိုင်ဝိုင်းရှိတယ်အဲ့ဒီစမ်းချောင်းကနေစပြီးတော့တူးလိုက်တယ်ပတ်ပိုးတွေနဲ့တူးမြို့မှိုင်းတူးချိန်မှာအောက်ကနေခံလိုက်တယ်ຫນွေဘက်ဆိုတော့ရေစီးနေကျွန်တော်သွားချိန်ကຫນွေဘက်ဖြစ်တယ်စမ်းချောင်းထဲမှာရေမင်းပြင်ပဲစီးတဲ့အချိန်ဒါပေမဲ့ရေမစီးနိုင်တော့ဘာဖြစ်လို့လဲအဲ့ဒီကနေပန့်တဲ့တောင်ချေကိုထိုးလာအဲ့ဒီထိုးတဲ့ပိုက်ကအားပြင်းလားမပြင်းလားမသိဘူးပန့်တယ်လို့ရေထွက်နေအပေါ်လူတယောက်တို့တက်ကိုထားရင်အဲ့ဒီပိုက်ကကိုယ်မကြပါဘူးအဲ့လိုပိုက်မျိုးတဲ့တောင်နိုင်ရန်ထိုးချတာဘိုးပြိုကြလားမြေသာကိုထိုးချရေအားနဲ့ပန့်နဲ့အဲ့ဒီမှာအောက်ကနေတို့စက်တွေနဲ့ပြန်ပြီးတော့ရွှေကိုကျင်းတာအဲ့ဒီလိုမျိုးလှုပ်ပြီးတော့ကျင်းတဲ့အတွက်ဒီရေစီးသွားနေတဲ့စမ်းချောင်းအားလုံးကဘေးကတောင်ကိုဖြိုချပြီးကျင်းလိုက်တော့လုံးဝပြိုသွားပါတယ်မြေစာတွေအားလုံးအတစ်ဖြစ်သွားပါတယ်အဲ့ဒီမြေစာမိုးရွာအချိန်မှာအားလုံးပြိုပြီးတော့မြစ်ထဲကိုစီးဆင်းသွားပါတယ်ဒါကြောင့်မလို့အရင်တစ်ခက်ကကျွန်တော်တို့ရဲ့မြစ်ရည်တွေဆိုတာတန်လွင်မြစ်တို့ AR မြစ်ဆိုမြစ်ရည်ဆိုတာကြီးစိမ့်နေပါတယ်ဒါပေမဲ့အခုနောက်ပိုင်းခေတ်ဘာကြောင့်မြစ်ရည်တွေနောက်ကျအဲ့ဒီကထိုးချလိုက်တဲ့မြေစာအားလုံးကမြစ်ရည်တွေကိုပျော်ဝင်ပြီးတော့မြစ်ရည်ညစ်ပတ်ပြီးတော့အကုန်လုံးရေကြီးရေချမ်းမှုပိတ်ဆို့မှုတွေဖြစ်ပြီးတော့ရေတွေရှန့်တာဒါကြောင့်မလို့နှစ်ပေါင်းမြောက်တော့နောက်ထပ်ရှောင်းမှာ
အဲ့တော့ဒါကြုံလို့ကျွန်တော်ပြောပြတာနော်ရွှေအခြားကြောက်တွေဘာတွေရောကျွန်တော်ထပ်မပြောတော့အားလုံးသိတဲ့အတိုင်းဟိုဖားကတ်မှာဘယ်လောက်ထိတူးနေလဲဆိုတာနော်ဖားကတ်မှာကိုပြည်သူပြည်သားတွေကနော်ရေမစေးသမားဆိုပြီးတော့ဟိုပွဲစိတ်အုပ်ကြီးတို့တုံးနဲ့ရိုက်လောက်ကြတယ်အဲ့ဒီစက်ရန်နေရာကြီးလောက်နေတာဟာအားလုံးကကုမ္ပဏီရဲ့တရုတ်တွေစက်ပြောအများကြီးပဲအဲ့တော့ကျွန်တော်အဓိကပြောချင်တာကတရုတ်ရဲ့ဝါမျိုးမှုလက်ရှိကျွန်တော်တို့တော်လှန်ရေးရှုံးပြီဆိုရင်နံပါတ်1မြစ်စုံကိုတရုတ်ကိုပေးရလိမ့်မယ်တရုတ်ကအဲ့ဒီမြစ်စုံကြီးကိုပိတ်ပြီးတော့ရေအားလျှက်စစ်ထုတ်မယ်အဲ့ဒီရရတဲ့66ကိုတရုတ်နိုင်ငံတို့အတုံးပြုမယ်400ခိုင်နှုန်းကိုမြန်မာနိုင်ငံတို့ပြန်ပြစ်မယ်မတော်လို့မြစ်စုံကြီးပြိုလာမယ်ဆိုရင်နော်ကျွန်တော်တို့ကချင်ပြည်နယ်မှာရှိတဲ့မြစ်ကြီးနားကစပြီးတော့မြို့အားလုံးပျောက်ထွက်သွားမယ်ဘာဖြစ်လို့လဲဒီမြစ်စုံပိတ်ထားတဲ့ area မှာရှိတဲ့ရေရဲ့ဒုတဲ့အားနဲ့ပြိုကျလာမယ်ဆို ARD မြစ်ရောမှတောက်ချောက်မြစ်စုံအောက်ဖက်မှာရှိတဲ့ရွာတွေမြို့တွေမှန်တယ်မြတ်ကတမဟုတ်ချင်းမိနစ်ပိုင်းတွင်းမှာရေပြုတ်ပြီးတော့အကုန်လုံးမြို့ရွာတွေပျက်စီးကုန်အကယ်၍တရုတ်ကစောက်လို့မခိုင်ခဲ့ခိုင်ပါနဲ့တရုတ်ကနောက်ဆုံးပေါ်ဒီပညာနဲ့စောက်ပြီးကောင်းပြီနော်အဲ့ဒီမြစ်စုံကစပြီးအောက်ပိုင်းကြီးလုံးဝရေပြတ်တောက်ပြီးတော့ ARD မြစ်ကြီးကခန်းသွားတယ် ARD မြစ်ခန်းပြီဆိုတာနဲ့မြန်မာနိုင်ငံရဲ့စိုက်ပျိုးမွေးမြူထုတ်ကုန်အားလုံးတွားပြီရေပေးရေဝင်မှုတွေအားလုံးရပ်တန့်ကုန်ပြီနော်လမ်းမှာတွားနေတဲ့တင်းမောတစ်ခုတည်းရပ်တန့်တာမဟုတ်ဘူးဒီဆယ်ရေကနေ ARD မြစ်ကိုတွယ်ပြီးတော့စိုက်ပျိုးရေးမွေးမြူရေးတွေအားလုံးကရပ်တန့်ကုန်ပြီတောက်ရေတောက်ရေစီးဆင်းမှုတွေရေလမ်းကြောင်းတွေအကုန်ပြောင်းပြီဒါမြစ်စုံတစ်ခုကိုတရုတ်ကဝင်လုံမှာရဲ့စိုးကျိုးတစ်ခုပဲရှိသေးတယ်အဲ့ဒါလောက်စိုးကျိုးလုပ်ပြီးတော့တိုင်းပြည်အတွက်ပြန်ရတာ400ခိုင်နှုန်းပဲရမယ်တရုတ်ကနော်96ရာခိုင်နှုန်းရပါမယ်နော်ဒါနောက်ပိုင်းမှာစာချုပ်တွေပြန်ပြင်ထုတ်ဆိုတဲ့အတွက်ဘလို့ပုံစံထုတ်ဆိုကြတယ်ဘလို့ပြင်နေမလို့ပထမသွားထားတဲ့အဲ့ဒီပုံစံတော့တောက်ဖြူရင်နဲ့စိတ်ကန်းနဲ့အဲ့ဒီပုံစံပဲဒါပထမကျွန်တော်သူတို့သွားထားတဲ့အတိုင်းကိုကျွန်တော်ပြောပြတာနော်အခုနောက်ပိုင်းပြန်ပြင်လားမပြင်လားတော့ကျွန်တော်လည်းမသိနောက်တစ်ခုပိုးလမ်းမှာစီမံကိန်းတရုတ်နိုင်ငံဟာကုန်းတွင်းပိတ်နေတဲ့သူတို့ရဲ့နောက်ပိုင်းပြည်နယ်ကိုထွက်ပေါက်ရအောင်အတွက်မြန်မာနိုင်ငံခါးလက်ကောင်ကနေဖြတ်ပြီးတော့ပိုးလမ်းမဆိုတဲ့လမ်းမကြီးကိုဖောက်လုပ်လိုက်တယ်အဲ့ဒီလမ်းမဖောက်ပြီးတရုတ်နိုင်ငံကနော်ပိန်းနဲ့တန်းနဲ့ရှိပြီးတော့မြန်မာနိုင်ငံထဲမှာအားလုံးနေရာဝင်ပြီးစီးပွားရေးလုပ်ငန်းဝင်လုပ်လိုက်အဲ့ဒီအချိန်ကျရင်မြန်မာတွေအားလုံးကဘယ်ဘွားရောက်လဲဆိုတော့ဂျွန်ဘွားရောက်ပါဘယ်အခုလက်ရှိအချိန်မှာမရောက်ဘူးလားမသိဟုတ်ပါတယ်အခုလက်ရှိအချိန်မှာဂျွန်ဘွားရောက်တာကမြန်မာပြည်တွင်းထဲမှာအာဏာယူတဲ့ကောင်တွေရုပ်မာလို့နေလို့မရတော့သူများနိုင်ငံထွက်ပြေးပြီးတော့သူများနိုင်ငံမှာကျွန်တော်တို့တွေဂျွန်ခံနေရတာပါဒါပေမဲ့အဲ့ဒီပိုးလမ်းမရဲ့မြစ်စုံနဲ့ဖြစ်ပြီးတော့မင်းအောင်နိုင်တာမတော်လို့နိုင်ဝမ်းခဲ့မယ်ဆိုရင်အဲ့ဒီဟာတွေဖြစ်လာမယ်ဆိုရင်ကိုယ်နိုင်ငံထဲမှာကိုကဂျွန်ဘွားပြန်ရောက်ပါလိမ့်မယ်ဘယ်သူတွေကတခင်လာလုပ်မလဲတရုတ်တွေကတခင်လာလုပ်ပါလိမ့်မယ်နောက်အခုဒီနိုင်ငံအာဖရိကမြစ်ကြီးကိုကြည့်မိုင်ပေါင်း900ကျော်ရှင်းတဲ့မြစ်ကြီးလုံးဝရပ်တန့်သွားတာနော်မြန်မာပြည်မှာတော့လက်ရှိတရုတ်ကမြေချားထုတ်ကုမ္ပဏီကနေ asset တွေတုံးထားတယ်အဲ့ဒီအညစ်အကြေးတွေအားလုံးကအကုန်လုံးအဲ့ဒီမြေတွေထဲကိုတွန်းပစ်တာသူများနိုင်ငံတွေမှာရေနံတွင်းပြတော့ချက်ချင်းမထုတ်ဘူးနောင်လာနောင်တော့မျိုးဆက်တွက်ထားတယ်ဒီလိုမျိုးပေါက်ပန်း40ထုတ်မှုကိုလုံးဝလက်ခံတာမဟုတ်ဒါပေမဲ့အဲ့ဒီမြေချားထုတ်နေတဲ့တရုတ်ကုမ္ပဏီရဲ့စွန့်ပစ် asset တွေဘယ်လိုပုံစံစွန့်ပစ်လဲဆိုတော့တွားကြည့်ပါရှမ်းပြည်နယ်ဘက်ကချင်ပြည်နယ်ဘက်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်တော်လန်ရေးဆိုတာကတဦးတယောက်နဲ့ဆိုင်တာမဟုတ်အားလုံးနဲ့ဆိုင်နေဆိုတော့ကျွန်တော်တွတ်တွတ်ပြောတာတွားပြီးဒီပွဲကရှုံးကြည့်ကျွန်တော်တို့နိုင်ငံတော့အဖက်ဆယ်ဆယ်မပြောနဲ့အရေးတော်မှတန့်ရှင်းတဲ့အရေးဆယ်လို့မရတော့နော်စကားပုံရှိတယ်နော်အဖက်တော့ဆယ်နေနေတော့အရေးတော့ကြံနေတယ်ဟုတ်တယ်နော်အဖက်မဆယ်နဲ့ဆိုရင်ဟင်းရေပေါ့နော်ဟင်းချက်ထားတဲ့အဖက်တွေလူများစားဝိုင်းအဖက်ဆယ်နေနေတော့ဘာမှမရှိတော့ဘူးတဲ့ဒါပေမဲ့အရေးရှိသေးတယ်လေကျွန်တော်ရေလေးတောက်ဝရသေးတယ်အဲ့ဒီတရုတ်တွေကကျွန်တော်တို့မင်းအောင်နိုင်ဟိုတာမတော်လို့ရှုံးပြီးသွားလို့အဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်အဖက်ဆယ်ဖို့မပြောနဲ့ရေတောင်တောက်လို့မရတဲ့ဘဝရောက်ပြီအခုအဖရိကမှာကြည့်ပါအဲ့တော့နိုင်ငံရေးဆိုတော့ကိုယ်နဲ့မဆိုင်တို့နေကြမလားနိုင်တဲ့နေရာကဘူးအောင်ကြောင်လားကိုအောင်နောက်နဲ့ကိုလာစဉ်းစားကြည့်ရောကျွန်တော်မှဗီဒီယိုတိုင်းကိုဒီကိစ္စကိုပြောနေတာဖြစ်တဲ့အတွက်ကိုယ့်ကိုစဉ်းစားကြည့်ပါတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့နယ်ချက်နော်လက်တစ်တွေပါကိုလိုနီလက်တစ်တွေအင်မတန်ကြောက်ဖို့ကောင်းတဲ့စစ်မိတ်စာကောင်းတွေနဲ့ပေါင်းပြီးတော့ဒီကိုလိုနီလက်တစ်တွေကကျွန်တော်တိုင်းပြည်အကုန်ပြီးကိုစုပ်ဖို့လုပ်နေတာပါကိုယ့်ကိုအတိတရားနဲ့ဝိုင်းပြီးဆုံးဖြတ်ကြပါလို့တိုက်တွန်းပါတယ်